အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါကျေးဇူးတက်လာပြီ like လေးအသေးလေးနဲ့ပေးပြီးတော့ချက်ပေးမယ်နော်လိုင်းကောင်းလာတစ်ချက်စောင့်မယ်လူတစ်ချက်စောင့်မယ်ဟမ်ပါမင်္ဂလာပါဗျာ10နှစ်မြောက်ကကဏ္ဍလဲကျွန်တော်တို့ကမျှတာတော့ကစားခဲ့ကြရတာပဲ116ကိုကျွန်တော်တို့လိုက်နည်းနည်းစောင့်ကြည့်မယ်နော်ကျွန်တော် line ကပြန်ကျသွားလို့ပြန်ကျသွားလို့ဆိုတော့ line ပြန်ကျသွားတာအခုတော့ငြိမ်နေပြီဒီဘွဲကကျွန်တော်3နှစ်4နဲ့6 4နှစ်ကိုကြိုက်တယ်ဆိုရင်ထိုးပေါ့နော်ဘယ်လိုအထိုင်ရလဲဆိုရင်ထိုင်ရမလဲဆိုရင်ကျွန်တော်နီးကမှာကျွန်တော်ထိတ်စီပေါ့နော်အားပေးပေါ့လိုက်ရရှယ်လက်ကိုအားပေးအဲ့တော့ကျွန်တော်ဒီ frame လေးပေါ့ဗျာဒီ frame လေးကသူကဒီ966လို့ဖြစ်တယ်ဖြစ်ပြီဆိုတာနဲ့ break 9တော့ရိုက်မဲ့ခဏန်းကသူ့ရှိမှအထောက်တွေကစိတ်ဝင်စားစရာကောင်းတယ်လေသူက456 break နဲ့456နောက်ပေါင်းရင်းနဲ့သူကချုပ်ထားတယ်4နောက်ပေါင်း9နဲ့6နဲ့9နဲ့10နဲ့9နဲ့10နဲ့10နှစ်မြောက်ကဒီ196သူက break 6လေးလေးဖြစ်တယ်အဲ့တော့ဒီ10နှစ်9နှစ်10နှစ်မြောက်ကကျွန်တော်တို့ဒီ39ခွန်ခဏဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကလည်းခွန်66လို့ဖြစ်ပြီဆိုတော့သူကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာ80နှစ်မြောက်ကခဏကစားဖို့အတွက်ကို9ပါသောခဏနေပဲရှေးပေါင်းလေးရှေးပေါင်းနောက်ပေါင်းလေးနောက်ပေါင်း9နောက်ပေါင်း6လို့ရိုက်ပြီးကမှသူ့ရဲ့နောက်ကိုကြားတဲ့ခဏရှေး1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်မြောက်ကဟောဒီ9နှစ်9ကျွန်တော်တို့ကဒီနှစ်ထဲမှာတော့ဗရိတ်6ခဏမရှိဘူးလေကျွန်တော်ကဒီ391ပြောခဲ့တယ်နော်391ပြောခဲ့တယ်အဲ့ဒီက6ခါခဏနေပြောခဲ့တယ်သို့ပေမဲ့ तू ကတလုံးနဲ့ပဲတလုံးတောင်မှအထိုင်မတူဘူး6ပါတော့ခဏကို तू ကစားသွားတယ်ကစားသွားတဲ့အချိန်ကျွန်တော်တို့ကဒီခွခွန်တဲ့ခဏဆိုပြီးကျွန်တော်ယူဆတာဒီ16တဲ့ကိုမှထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့80နှစ်မြောက်ကခဏကို6ပါတော့ခဏနေလောက်သွားတယ်ကျွန်တော်ခွခွန်တဲ့ခဏအဲဒီခဏကို16တဲ့ကတခြား line တွေရှိတယ်ဆိုပြီးတော့10နှစ်မြောက်ကခဏတော့ तू ပေးသွားတယ်အဲ့ဒီမှာကျွန်တော်စုံမအဖြစ်နဲ့ပြောခဲ့တာကဒီခွန်66လို့ဖြစ်တာနဲ့သူ့နဲ့ဒီနောက်တနည်း2နှစ်3နှစ်4နှစ်မြောက်မှာဗရိတ်3ရဲ့နောက်မှာ तू က3ဘူးတွေရိုက်တယ်ပေါ့နော်3ကက်ရောက်ရင်တော့ तू ကလှိန်တော့မှာကျွန်တော်10ဘူးလို့ပြောခဲ့မိတယ်ဒါပေမဲ့ तू က10ပေါင်း6ပဲပေးတယ်နော်10ပေါင်း6ကို10ဘူးဆိုပြီးကျွန်တော်ပြောခဲ့ဘူးတယ်အဲ့တော့ဗရိတ်3ရဲ့နောက်မှာ10ပေါင်း6ရိုက်ပြီးရတယ်သူ့အောက်မှာကြားတဲ့ကဏ္ဍကသူ့ရှင်းနေတဲ့အ2 4နောက်တွဲတဲ့ကဏ္ဍနော်2 4နောက်တွဲတဲ့ကဏ္ဍအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာသူဗရိတ်3လို့ထွက်ပြီဒီမှာဗရိတ်3လို့ထွက်ပြီဆိုတာနဲ့10ပေါင်း6လို့သူရိုက်ပြီရိုက်တဲ့အောက်မှာကြားတဲ့ကဏ္ဍက2 4အတွဲနဲ့10နှစ်ထဲကကဏ္ဍဖြစ်တယ်2 4နောက်တွဲနဲ့3 4နှစ်နော်အဲ့တော့ကျွန်တော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီမှာခွန်66လို့ဖြစ်ပြီဆိုတာနဲ့သူကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာဗရိတ်3ထွက်ပြီဒီမှာဗရိတ်3ထွက်ပြီးတော့သူ့နောက်မှာ10ပေါင်း6ကို3ဘူးနဲ့လည်းမဟုတ်10ဘူးနဲ့လည်းမဟုတ်ဘူး9ခွန်နဲ့10ပေါင်း6ပြီ6ပြီဆိုရင်သူ့အောက်မှာနှလုံးပေါင်း6တန်ပါတဲ့2 4အတွဲနဲ့ကဏ္ဍနေတွေ့နေရတယ်နော်2 4အတွဲနဲ့ကဏ္ဍနေ10ပေါင်း6ကြောင့်သူ့အောက်မှာ2 4အတွဲရဲ့10ပေါင်း6နဲ့ကဏ္ဍအဲ့ဒီကဏ္ဍသူရှင်းနေစီကဒီ2 4အတွဲနဲ့ကဏ္ဍ10ပေါင်းဗရိတ်3ရဲ့နောက်မှာ10ပေါင်း6ကြောင့်သူ့အောက်မှာ10ပေါင်းနှလုံးပေါင်း6တန်တဲ့ကဏ္ဍအဲ့ဒီကဏ္ဍသူရှင်းနေသေးက2 4အတွဲနဲ့ကဏ္ဍအဲ့ဆိုရင်ကျွန်တော်ကဒီမှာဗရိတ်3သူ့နောက်မှာ10ပေါင်း6လိုက်ရိုက်ပြီနောက်အောက်မှာတော့ဗရိတ်3ကဒီမှာပဲထွက်ထားတော့တာရှိတာအဲ့ဆိုရင်ကျွန်တော်တို့ကလိုက်ရတာနည်းနည်းတော့မကောင်းတော့ဘူးပေါ့နော်သူ့အောက်ကိုလိုက်ဖို့တော့ကိုမကောင်းတော့ဘူးအဲ့ဆိုရင်ဒီမှာသူကဗရိတ်3လို့နောက်မှာလည်းသူ10ပေါင်း6လို့ကစားသွားပြီ3ဘူးတော့3ကက်လုံးသူမပေးတော့ဘူးသူက10ပေါင်း6တွေပဲပေးတယ်သူ့အောက်မှာ6ကြောင်သူကသူ့နောက်မှာနှလုံးပေါင်း6တန်နဲ့ရှင်းနေထရကဏ္ဍအဲ့တော့2 4အတွဲတဲ့ကဏ္ဍပေါ့ဗျာဟုတ်လား2 4အတွဲတဲ့ကဏ္ဍယူမလား2 4အတွဲတဲ့ကဏ္ဍဆိုရင်ကျွန်တော်တို့ကဒီသူ့4နှစ်ခွန်ဟုတ်လားအဲ့ဆိုရင်ကျွန်တော်ကဒီမှာကလည်းရှင်းနေထက3နှစ်4 2 4အတွဲနော်
အဲ့တော့ကျွန်တော်တို့ကမှလည်းနှစ်လေးတွဲဆိုရင်သူ့ရှင်တွေမှာနှစ်လေးတွဲရှိနေတယ်သုံးနှစ်လေးပြောမရဘူးနော်ကနန်းတူကနန်းနဲ့လှုပ်သွားအောင်မယ်နော်နှစ်လေးတွဲကအဲ့ဒီခုံ66လို့ဖြစ်တာနဲ့သူက1 2 3 3 1 2 3 4 4နှစ်မြောက်မှာသူကနှစ်လေးတွဲတွေလိုက်ထွက်တယ်အဲ့ဒီကနန်းနောက်နှစ်ကိုထွက်တဲ့အချိန်မှာဗရိတ်3ရဲ့ဒေါင်းကိုထွက်တယ်မထွက်ခင်သူ့ပေါ်မှာရှေးပေါင်း6လို့ခံထားတယ်နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာခုံ66လို့ဖြစ်တယ်1 2 3 4ခုံ66နှစ်ကနေ4နှစ်ရေလိုက်2နှစ်ကျော်4နှစ်ပေါ့နော်4နှစ်ရေလိုက်တော့2 4နောက်တွဲနဲ့ကနန်းထွက်တယ်ထွက်တာအဲ့ဒီကောင်နောက်နှစ်ကိုပြန်ထွက်တဲ့အချိန်မှာဗရိတ်3ရှေးပေါင်း6လို့ရိုက်တဲ့အောက်ကိုထွက်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ1 2 3 4 4နှစ်မြောက်မှာ2 4နောက်တွဲလို့ဒဲတွဲတယ်အဲ့ဒီကနန်းနောက်နှစ်ကိုထွက်မယ်ဆိုရင်အခုဗရိတ်3ရဲ့ဒေါင်းထွက်မယ်သူ့ပေါ်မှာရှေးပေါင်း6လို့ခံထားတယ်နော်အဲ့တော့2 4အတွဲနဲ့သူလိမ့်သွားရင်ဒီ3 2 4တကွက်ရဲ့နောက်တစ်ခုကကျွန်တော်တို့က6 4နှစ်တကွက်အဲ့တော့4 6နှစ်ကိုကြတော့ကျွန်တော်က4 6နှစ်6ခါးနဲ့ကိုကြိုက်တယ်နော်အဲ့ကောင်6ခါးနဲ့ကိုကျွန်တော်ကြိုက်တယ်ဟိုကောင်ကကြတော့လောလောဆယ်ကျွန်တော်အထိုင်တင်းပေးပြီးမှာပဲဖြစ်မယ်လောလောဆယ်တော့အဲ့ကောင်တွေကလောလောဆယ်တော့တော့ထိုးရမှာပဲတို့ပေမဲ့အထိုင်ဆိုတာကကျွန်တော်နည်းပြမယ်ပေါ့နော်အဲ့တော့နှစ်လေးအတွဲနဲ့ကနန်းနေသူကောင်းနေတယ်ပေါ့နော်အဲ့တစ်ချက်လောက်ကြည့်ကြည့်ပေါ့ကျွန်တော်တို့ကဒါသူကဒီအဲ့ဒီ3 4နှစ်ကြီးကထွက်ဆိုင်ကောင်းတယ်ဘာဖြစ်လို့လဲအဲ့ခုံ66ဖြစ်တာနဲ့နောက်2နှစ်ကျော်မှနောက်တစ်မှုရှိသေးတယ်2နှစ်ကျော်မှပေါ့နော်2နှစ်ကျော်မှဗရိတ်3ညလို့ကြာရတယ်သူ့အောက်မှာ4နောက်ပိတ်နဲ့ဗရိတ်ကိုထွက်တယ်ပထမနှစ်ကမှာတော့အကျိန်တိကြပဲဒီခွန်66ကနေတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်ဆောင်းဆင်းတဲ့အောက်မှာဗရိတ်3ညထွက်တယ်ထွက်ပြီးရတဲ့10မကျော်တဲ့ဗရိတ်ပေါ့နော်ထွက်တာနဲ့သူ့မှာ4နောက်ပိတ်နဲ့ဗရိတ်ကိုပုံသေးလိုက်တယ်အဲ့ဒီဗရိတ်ကိုကနောက်နှစ်ကိုပြန်ထွက်မယ်နော်ထွက်တယ်နော်မူဆုံတာပြောပြတာ3နှစ်လေးကိုအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာခွန်66ဖြစ်တာနဲ့သူကနေ1နှစ်2နှစ်3နှစ်4နှစ်ဆောင်းဆင်းတဲ့အောက်မှာဗရိတ်3ညပြီးတော့ဗရိတ်17ဗရိတ်10ပြီးတော့ဗရိတ်17သူ့ရမှာ4နောက်ပိတ်နဲ့6ဗရိတ်ပုံသေးအဲ့ဒီကောင်နောက်နှစ်ကိုပြန်ထွက်နော်အဲ့ဒါ3ကတ်လုံးဒီမူကနေလေသူကနှစ်လေးအတွဲရလဲဟိုမှာ3ကတ်လုံးထွက်ထားသလိုဒီမူကနေလေကျွန်တော်တို့ကြည့်မယ်နော်အဲ့တော့ဒီမှာခုံ66လို့ဖြစ်တာနဲ့1နှစ်2နှစ်3နှစ်4နှစ်မြောက်ကိုသွားတာနဲ့ဗရိတ်နှစ်အချိန်ကိုက်မှာတော့သူရိုက်တာပဲ1နှစ်2နှစ်3နှစ်4နှစ်4နှစ်အောက်မှာဗရိတ်နှစ်သူ့မှာမစကောစားဘူးတို့ပေမဲ့သူကတေချာစနစ်တိုင်သူက10မကျော်တဲ့10 20မကျော်ဘူးပေါ့နော်10 17 12ဆိုတဲ့ပုံစံနဲ့သွားတာသူကနေ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာဗရိတ်12ရဲ့အောက်မှာသူက4နောက်ပိတ်နဲ့ပုံသေးဗရိတ်9လို့ရိုက်တာဒီမှာတော့ကနန်းတူ2ကွက်3နှစ်4 3နှစ်4ဆိုရိုက်တာအဲ့ဒီ3နှစ်4နောက်နှစ်ပြန်ထွက်ဆိုရင်လေဒီနေရာမှာ3နှစ်4ကဒီတလိုင်းကလည်းစုံွက်ရှိတယ်ပေါ့နော်အဲ့တော့ဗီဒီယိုဖိုင်ကိုဒိုရင်းနဲ့ဒိုရှိရအောင်ကျွန်တော်ပြလိုက်တယ်ပေါ့နော်လိုင်းရမကောင်းဘူးဗျလိုင်းရမကောင်းဘူးအဲ့တော့3နှစ်4နဲ့4 6နှစ်ကိုကျွန်တော်နီးရင်အချိုင်ပြမယ်လောလောဆယ်6ခါကိုပိုကြိုက်တယ်နော်6ခါပိုကြိုက်တယ်6ခါပိုကြိုက်တယ်ဆိုရင်နှလုံးလှည့်ထိုးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နှလုံးလှည့်ထိုးပေါ့ဘာလို့6ခါကြိုက်လဲဆိုတော့လေကလန္နာမှာခဏလေးနော်6 3ည3ကပ်ပဲရှိတယ်6 3ညလို့ဖြစ်တာနဲ့ဒီခါထောင်3လုံးကိုသူက6ထားတာအဲ့ဒီ6ရဲ့အောက်မှာဗရိတ်3နေတော့တွေ့နေရတာပဲ4ခါနော်4ခါနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဒုတိယကပ်မှာဒီမှာ6 3ညဒီလိုဖြစ်ပြီးဆိုတာနဲ့ဒီခါထောင်3လုံးစုံမက်ကခါထောင်3လုံးကိုသူက6ထားပြီး6တဲ့အောက်မှာသူကဗရိတ်3ကြီးပဲနော်တို့ပေမဲ့5ခါနော်သူကအပြည့်စုံတော့ပေးဖို့တော့ခဲရင်းနေနော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာပေးသွားရင်တော့ဒီမှာ60တကွက်ရှိတာပေါ့သူရှင်းနေသေးရဆိုနှလုံးပေါင်း6လည်းညှိတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ6 3ည3ကပ်ပဲရှိတယ်ရှင်းတဲ့ကပ်မှာတော့အဲ့လိုလောက်ထားပြီဒါ3ကပ်မြောက်ဘာကြောင့်3ကပ်မြောက်လဲ6 3ညတွေကတော့ရှိရတို့ပေမဲ့ခါထောင်3လုံးပုံသေး6တာဆိုတော့ဒီမှာဆက်ကဝါသွားတယ်
သူ့အပေါ်မှာကိုခုံနေဆိုခွန်ခါအဲ့တော့2025နှစ်ပိတ်ခဏန်းလေးကိုကြည့်လိုက်ရင်6-3ညာရှိရင်အဲ့တော့ဒီမှာ6ခုနှစ်ကဒီအောက်မှာလာတော့ခွန်ခါအဲ့တော့ခါထောင်3လုံး6တာအဲ့လိုစုံမဖြစ်တာကကလင်နာမှာ30ပဲရှိတယ်အဲ့တော့သူ့ဘေးမှာခါလို့ပေးသွားရင်ကျွန်တော်က6ပါတဲ့ခဏန်းထိုးရင်6ခါနဲ့ထည့်ထိုးရမယ်ဟုတ်လားဗရိတ်3နဲ့တော့သူကဟိုဒီမှာသူပေးထားတာဒီနှစ်မှာမွေးရင်6ခါနဲ့ဗရိတ်3ကမွေးနိုင်တယ်နော်ဒီလိုပုံသေးဖြစ်ပြီဆိုတာနဲ့အဲ့ဒီထဲမှာ4ခါနဲ့ဗရိတ်3 5ခါနဲ့ဗရိတ်3 6ခါနဲ့ဗရိတ်3ဆိုတဲ့ဒီလိုဖြစ်ပြီဆိုတာနဲ့ဗရိတ်3ဆိုတဲ့ပုံစံနဲ့ကျွန်တော်အပြင်မြန်လန်ရှာပြီးပြီဒီလို6 3ညလို့ဖြစ်ပြီဆိုတာနဲ့ဒီသူ့ရဲ့တောင်းမှာနောက်ထောင်3ခါထောင်3လုံး6လို့ဖြစ်တာကဒီမှာပထမကတ်ဒီမှာကဒုတိယကတ်6 3ညလို့ဒီလိုတန်းတာနှလုံးတန်းတာနဲ့အဲ့ဆိုရင်ကျွန်တော်ကဒီမှာ6 3ညလို့တန်းပြီဆိုတာနဲ့သူ့နောက်မှာဒီခါထောင်3လုံးက6ကဒီမှာပဲဖြစ်တာကျန်တဲ့ဟာတွေဖြစ်တာကမဖြစ်ဘူးဥပမာဒီအနီးနားမှာပဲဒီမှာ6 3ညဖြစ်တယ်သူ့ရဲ့တောင်းမှာခါထောင်3လုံးဒီမှာ9ကြီးပဲဖြစ်တယ်နော်မဖြစ်ဘူးနော်အဲ့တော့ဗရိတ်3တွေတွေ့နေရတယ်နော်ဗရိတ်3ကျော်6ခါလို့ပဲဟိုကျွန်တော်တို့ထိုးမဲ့ကနန်းဗရိတ်3မဟုတ်ဘူးဆိုရင်ဗရိတ်3မဟုတ်ဘူးဆိုရင်6ခါဟုတ်လားအပြည့်စုံပေးဖို့ဆိုတော့နည်းနည်းတော့ခဲရင်းတယ်ပေါ့ဒါမှမဟုတ်ရင်တော့သူကဒီ6ခါနဲ့ဗရိတ်3အပြည့်စုံကြိုက်တဲ့လူကတော့မှ6ခါ4ခါနဲ့ဗရိတ်3ဗျာခွာပေါင်းကြီးကလည်း68ခွန်လာတာဗျာဟုတ်လား68ခွန်လာတာ6 4ခါနဲ့ဗရိတ်3ဗျာဒီမှာ5ခါနဲ့ဗရိတ်3ဗျာဟုတ်လား6ခါနဲ့ဗရိတ်3ရိုက်သွားမလားသူတခုခုတော့ပြတ်သွားနိုင်တယ်ပေါ့နော်ဒါဗရိတ်3ကြီးပဲပေးသွားမလားဒါမှမဟုတ်ရင်6ခါနဲ့ပဲသူပေးသွားမလားအဲ့လိုတော့ရှိတယ်ပေါ့နော်ကိုနိုင်မင်္ဂလာပါကိုအုံးကျော်မင်္ဂလာပါကိုဟန်လည်းမင်္ဂလာပါနောက်တစ်ခုကရှိသေးတယ်6နဲ့3ညနဲ့ရှင်းနေတယ်ဆိုတာကကျွန်တော်တစ်ချက်ပြမယ်ရှင်းနေတယ်6နဲ့3ညနဲ့အခုတော့ခါပြလိုက်မယ်ဗျထိတ်စီးကတော့ကျွန်တော်ထိတ်စီးကတော့2ကတ်တွေရော3ကတ်တွေရော4ကတ်တွေရောနဲ့ချုပ်ထားတဲ့အတွက်ကြောင့်နီးမှပြမယ်နော်ထိတ်စီးတစ်လုံးအောင်တော့ကိုကကလင်နာကွက်ရွှေနဲ့ပေါင်းဆက်လိုက်တဲ့အချိန်မှာ6 3ညတို့ခါလဲရင်သူ့ပေါ်မှာအရင်ဆုံးခါတော့3လုံးကိုရှစ်ထားတယ်ရှစ်တော့နောက်နှလုံးပေါင်းက2နဲ့ဖြစ်တယ်နော်ကိုတလောကကျွန်တော်8 3ည2ကိုနောက်ဆောင်းထိုးတော့ပြီးခဲ့တဲ့ချိန်2တောင်ဝိတ်ကောက်လိုက်တယ်လို့ပဲအဲ့တော့600လို့သူကကလင်နာမှာ2ကတ်ရှိတယ်အခုဒါဆိုပေးမယ်ဆို3ကတ်မြောက်6 3ညလို့ခါလဲတော့မယ်ဆိုတာနဲ့သူ့ပေါ်မှာခါတော့3လုံးရှစ်နော်အဲ့ဆိုရင်ဒုတိယကဒီမှာ600လို့လှဲသွားပြီလှဲပြီဆိုတာနဲ့သူ့အပေါ်မှာခါတောင်3လုံးရှစ်ပြီးတော့8 4 5ဆိုတော့ခါတောင်3လုံးကိုခွန်ပြီးတော့သူ့အောင်မှာ600လို့လှဲတယ်ပေါ့နော်အဲ့တော့ဟိုမှာနောက်ပေါင်း2ကိုဒီမှာနောက်ပေါင်း3ထားတယ်နော်ဒီမှာနောက်ပေါင်း2ကိုဒီမှာနောက်ပေါင်း3ထားတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာခါတောင်3လုံးကို3ညခါထဲ့တော့မယ်ဆိုရင်သူ့အပေါ်မှာခါတောင်3လုံးကလည်း6ထားပြီလေနော်6ထားပြီဆိုတော့ကြတော့ကလင်နာမကဒီကြားထဲမှာ6 3ညလို့ဖြစ်တာနဲ့6တွေကမဖြစ်ဘူးအစီဖြစ်တာကဒီမှာခွန်လို့8လို့ဖြစ်တယ်နောက်ထောင်3လုံးကို2နောက်ထောင်ခါထောင်3လုံးကို8တယ်600လို့လှဲတယ်အဲ့ဒီမှာသူဒီထိတ်ဆုံးနောက်တွဲကနှလုံးပေါင်း2ဒုတိယကမှ600လို့လှဲတော့မယ်ဆိုရင်ခါထောင်3လုံးကိုခွန်ထားတယ်နောက်ပေါင်းကို3တယ်သူ့အောင်မှာ600လို့တော့လှဲတယ်ဘရိတ်ကတော့ဒီမှာခွန်ဒီလိုက်ကြတယ်8ဟုတ်လားဘရိတ်6လာမလားအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာခါတောင်3လုံးကို600တော့မယ်ဆိုရင်သူ့ပေါ်မှာတော့6တော့6ထားပြီးလွန်ဆွဲနေတယ်ပေါ့နော်အဲ့တော့သူ3ကတ်တွေကတော့လိန်ပါပဲအဲ့ဒါကိုကျွန်တော်တို့ကတွဲလုံးလောက်နဲ့ဗရိတ်လိုင်းလောက်နဲ့တစ်လုံးအထိုင်လောက်နဲ့နှလုံးပေါင်းချင်းအတန်လောက်နဲ့ကျွန်တော်တို့ကကိုညာရင်မိတဲ့လောက်စဉ်းစားပြီးတော့ယူရမှာပေါ့နော်အပီးပေါက်ကတော့ဒီ line တွေကတိတ်တော့မလွယ်ဘူးပေါ့နော်အဲ့တော့တမျိုးလောက်ပေးသွားနိုင်တယ်ပေါ့နော်ဒီ line ကလည်း6 3ညလို့လှဲရတယ်ခါတောင်3လုံးကကလင်နာလည်းမျိုးလုံးက6လို့စုံမှဖြစ်နေတယ်ဒီ line ကလည်း6 3ညလို့လှဲတာနဲ့ခါတောင်3လုံးက6လို့ဖြစ်နေတယ်အဲ့မှာလာတယ်က4ခါ5ခါဘယ်လိုလုပ်သွားမလဲ3ညခါနဲ့ဗရိတ်3လည်းလုပ်သွားတတ်တာပေါ့ဟုတ်လား3ညခါနဲ့ဗရိတ်3လည်းလုပ်သွားနိုင်တယ်အဲ့တော့ခွန်3ည6လို့လည်းကောင်းတာပဲဟုတ်လားခွန်60က3ညခါလည်းထည့်ထိုးနေတယ်လို့သူကဒီညမှာကို5ခါ6 4 5 6ခါပေးသွားမလားဗရိတ် line ပေးမလားဒါကပေါင်းဆက်ပြီးတော့ကျွန်တော်တို့လုပ်ရမှာပေါ့နော်ဒီနေရာမှာကျတော့6ခွန်8ပြေးလဲခွန်8ခွန်6ပြေးလန်းတွေကသူက600လို့လှည့်ထားတယ်နောက်ပေါင်းကလည်းဒီမှာကျတော့သူက4ထားတယ်နော်6လို့ဖြစ်တာနဲ့နောက်ပေါင်း4သူကမှ600လို့ဒီလိုလှဲမလားပေါ့နော်လှဲမလားအဲ့လိုမျိုးလဲတွေ့တယ်နောက်ပေါင်း4နောက်ပေါင်း2ကလည်းသူက2 3 4
4လို့ဖြစ်ပြီဆိုတာနဲ့6ခွန်8သူက600လို့လှဲမလား600လို့လှဲမလား600လို့လှဲမလားနော်6333လို့လှဲမလားအဲ့ဒါကတော့ကျွန်တော်ခါပြလိုက်ပြီလွန်ဆွဲနေတာသူ6 3ချက်ကလည်း6ကလည်း2ချက်ပြေးထားတယ်ရှေ့မှာက8ခွန်ကလည်းပြေးထားတယ်ဆိုတော့သူတစ်ခုခုတော့အဖျားစွတ်တွေလောက်သွားနိုင်တာပေါ့နော်အဲ့သူကကဲအားလုံးမင်္ဂလာပါဗျာအောင်မင်္ဂလာပါနော်ကျွန်တော်ဖုန်းနံပါတ်က3992523399ပါเนาะကျွန်တော် Facebook ကိုနည်းနည်းပြင်ထားတဲ့အတွက်ဒီတစ်ပတ် Messenger ဟိုဘက်ကတငယ်ချင်းမဖြစ်ရင်လေပို့ရင်ဟိုဘက်ကဟာကိုမရောက်ဘူးကျွန်တော်ဘက်ကတငယ်ချင်းဖြစ်အောင်လုပ်လိုက်မှရောက်တယ်ဒီနေ့ကကျွန်တော်နည်းနည်းလုပ်ငန်းအဲ့ဒီ Facebook ကနည်းနည်းဟိုဖြစ်ထားလို့ပေါ့เนาะအားလုံးတော့မသိဘူး Facebook ကဝင်ငွေရှာနေလိလားဘာတော့မသိဘူးအဲ့လိုမျိုးပေါ့ Facebook ကပတ်စံဟိုဖြစ်ချင်တယ်လားဘာတော့မသိဘူးဒါကြောင့်ကျွန်တော်စကားပြောရတာဆင်ကျင်ရတာပေါ့เนาะအကောင်မှာအဲ့တော့ဒီနေ့ကျွန်တော် profile ပုံတွေလည်းပြောင်းသွားတော့နည်းနည်းတငယ်ချင်းမဖြစ်ဖ ೇನೆ စာပုံရင်ကျွန်တော်စီမှာရောက်ဖို့ကနည်းနည်းခဲရင်းနေလေရောတော့စခဲရင်းနေတယ်သူနည်းနည်း policy တွေပြင်နေလားဘာတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်က399252533991ပါဗျနော်အားလုံးပဲမင်္ဂလာပါဒီတော့ပါပဲနော်